ကဲကျောင်းနေလဲတဖြည်းဖြည်းနဲ့ဆောင်းမွေးပွဲကလည်းနီးလာပြီပေါ့နော်တချို့ကိုယ့်ရဲ့သားသမီးတွေဟာစာချက်ပြင်းတာမျိုးသို့မဟုတ်စာမှာစိတ်ဝင်စားတာမျိုးနောက်အနာနီးမှဆောင်းမွေးဖြေခံနီးမှကျမကြီးထားပြီးညံ့လို့ဆောင်းမွေးပွဲမဖြေဆိုနိုင်တာစတဲ့စာမွေးပွဲနဲ့ပတ်သက်တဲ့အညာခိုက်တွေနောက်စာချက်ပြင်းတဲ့သူတွေစာလုတ်တဲ့အခါမှာစိတ်ဝင်စားမှုမရှိတာသို့မဟုတ်စာတွေခဏခဏမေ့တာဒီလိုကိစ္စမျိုးဆိုရင်အသုံးပြုလို့ရမယ်ရရနီလန်ကောင်းလေးတစ်ခုပြောပြပေးပါမယ်နော်အဲ့ဒါကတော့ကျွန်တော်ကုန်းရတဲ့တွေမှာကုန်းရဆိုင်တွေမှာရှိနိုင်တယ်နော်ဖာလာစေးဆိုတာနော်ဖာလာစေးလေးစီကိုအစိမ်းရောင်ပိတ်စာလေးနဲ့ထုတ်ပြီးတော့၎င်းကစာချက်ပြင်းတဲ့ကလေးတို့စာမလုပ်တဲ့ကလေးတို့ចောင်းသားသူအိတ်တဲ့ခေါင်းအောက်လေးထဲမှာထည့်ထားပေးလိုက်ပါအခုချိန်ကစပြီးတော့ပြုတ်နိုင်ပါတယ်နော်အဲ့လိုလုပ်ပေးလိုက်မယ်ဆိုရင်အဲ့ကလေးကစာချက်ပြင်းတာစာချက်လာလိမ့်မယ်နောက်တစ်ခုကမိတွေနဲ့စာလေးတွေကစဉ်းစားလိုက်တာနဲ့ပြန်ပေါ်လာပါတယ်နော်ဒါလေးလုပ်ပြီးပါဘယ်နည်းလို့ရပါတယ်ဗျာနော်နောက်တစ်ခုကကျမ်းမာရေးတစ်ခုပြီးတစ်ခုညံ့နေစိတ်ဓာတ်တွေအရန်ကြတယ်ရုပ်ပိုင်းဆိုင်ရာတွေကြဆင်းလာတယ်ဘာလို့လုပ်မှန်းလောက်ရမှန်းနဲ့မသိဖြစ်နေတဲ့အချိန်ခါမျိုးမှာဒီရရနီးလန်းလေးတစ်ခုပြုလုပ်ပြီးပါနော်ဒါကတော့ကြေးဖလားလေးဖျားတွေမှာရှိပါလိမ့်မယ်ကြေးဖလားလေးတစ်လုံးလိုပါလိမ့်မယ်ကြေးဖလားတွေကိုငရုတ်ကြေးဖလားတွေကိုငရုတ်ကောင်းအပြည့်ထည့်ပါမယ်နော်အပြည့်ထည့်ပြီးသွားရင်ဖျားတွေမှာရောင်းပါတယ်ဗျကြက်ရှာဆိုတာနော်ကြက်ရှာထီတကုံကုတ်ကားတို့ကြက်ရှာလေးတက်ရက်မှာတက်လက်မှာကိုယ့်ရဲ့အမီမွေးတက်ကတဲ့ကိုဖြစ်နေတဲ့အခက်ခဲနောက်ကျမ်းမာညံ့နေဆိုလဲကျမ်းမာကြီးပေါ့နော်စိတ်ပိုင်းဆိုင်ရာကြဆင်းနေဆိုလဲစိတ်ပိုင်းဆိုင်ရာပေါ့စသည်ကြက်ရှာမှာကိုဖြစ်ချင်တာကိုရေးမယ်ရေးပြီးတဲ့အခါကျရင်အဲ့ကြီးဖလားတဲ့ကိုထည့်ထားတဲ့ငရုတ်ကောင်းအပြည့်ထည့်ထားတဲ့အထဲကိုစိုက်လိုက်ရမယ်နော်